ရုပ်ပိုင်းဆိုင်အောင်စိတ်ပိုင်းဆိုင်အောင်အစိမ့်စိမ့်နိုင်ကျင့်ခံရပြီးတော့မှအဲ့ဒါတွေကိုကြော်ဖြတ်ပြီးအောင်မြင်တိုးတက်တဲ့သူတယောက်ဖြစ်နိုင်မှာအထူးသဖြင့်ခုကြည့်နေတဲ့အမျိုးသမီးတွေကျွန်မမေးချင်ပါတယ်ဒါပေမဲ့အဲ့ဒီအခက်အခဲတွေကိုကြော်ဖြတ်ပြီးအောင်မြင်တဲ့အမျိုးသမီးတယောက်အကြောင်းကျွန်မပြောချင်တယ် သူ့နာမည်က Oprah Winfrey ခေါ်ပါတယ်သူရဲ့အောင်မြင်မှုရဲ့နောက်ွယ်မှာသူငယ်စဉ်ကအတိတ်ဘဝကလိန်ပိုင်းဆိုင်အနိုင်ကျင့်ခဲ့တဲ့အတိတ်ကိုလူသိသွားမှအရင်ကြောက်ရွံ့နေခဲ့ပါတယ်သူဖောက်ပြထားတဲ့ဝင်ဖို့တူဖို့တစ်ခုတနည်းမှာသူ့ရဲ့စိတ်မျိုးတယောက်ကပေါ်ထုတ်ခဲ့သူ့ရဲ့အောင်မြင်မှုကိုဖြစ်သေးတဲ့စိတ်တစ်ခုရဲ့ကြောင့်ပေါ်ထုတ်ခဲ့တာဒါပေမဲ့သူမထင်တာလို့မဟုတ်တဲ့အချိန်ကြီးကပြောင်းပြန်ဖြစ်ခဲ့တယ်သူမကိုချက်တဲ့ break တက်ပြီးသူမကိုပို့ပြီးတော့ချစ်လာအဲ့ဒီထိုက်တဲ့အောင်သူမရဲ့ကြောက်စိတ်ဝင်ထိုးပုံလေးကြီးလွတ်ချလိုက်သူမတော့ပေါ်ပါတော့အချိန်ကြီး Oprah ပြောခဲ့ပါတယ်လို့အောက်ပိုင်းမင်္ဂလာပါကျွန်မကမင်းဖြစ်ပါတယ်ဒီနေ့ကျွန်မပြောပြတဲ့အကြောင်းက Oprah ရဲ့ဘဝအကြောင်းဖြစ်ပါတယ် Oprah နဲ့စစ်တီးပြီးနေမှာစီးရမွေးတေတာဝေဖခဲ့ပါတယ်နိကေက Oprah ကိုအဖွားဖြစ်သူနဲ့ထားရင်အဖွားကငယ်စဉ်ကလေးကစတင်ပြီးခဲ့သူ့ကိုနောက်တစ်ချိန်အိမ်ပေါ်ကောင်းဖြစ်ဖို့အဖွားကသန္တာရှိအဖွားနဲ့တူဖျားရှိဖို့ကြောင်းသွားပြီးကျန်းစာတွေဖိုက်ခဲ့သုံးနှစ်အရွယ်မှာကျန်းစာတွေရုပ်ပြနိုင်ခဲ့ပါတယ်နောက်တစ်ချိန်မှာစကားပြောတဲ့အသက်တွေကိုလမ်းပို့နိုင်တယ် Oprah Winfrey ဖြစ်လာတဲ့အတိတ်နဲ့ပြီးဘွားကတက်လို့ရိုက်လဲကျန်းပါတယ် Oprah ဟာဒီကင်ဖြစ်သူကတူပြောင်းရွှေ့ထိုင်ခဲ့ပါတယ်အသက်10နှစ်လောက်ရှိပြီး Oprah ဟာအကိုဝိုင်းကိုဦးလေးတွေအသိစိမ်လိမ့်ပိုင်းဆက်အနိုင်ကျင့်ဖို့ခံခဲ့ရပါတယ်ဒီကင်အိမ်ကနေထွက်ပြေးလာဖန်ခဲ့စီရောက်ရှိသွားပါတယ်အဲ့ဒီအချိန် Oprah အသက်14နှစ်မှာကိုဝေရခဲ့တယ်ပါကလေးကဝငိုရီပေးသွားခဲ့အဲ့ဒီအချိန်မှာသူမဖခင်ဘဝအသက်ပြတ်သွားဖို့အခွင့်အရေးဆုံးအားပေးခဲ့ဖခင်ဖြစ်သူကြောင်းထားသေးတယ်စာကြိုးကားတဲ့ Oprah တက်ကိုပညာသင်သူရရှိခဲ့ပြီတက်တဲ့ပညာသူကိုစတင်တင်ခဲ့ပါတယ်မီဒီယာလောကတွေကို Oprah အသက်19နှစ်မှာစတင်ဝင်ရောက်ခဲ့တာရုပ်သံဌာနတွေတခုမှာအသက်အငယ်ဆုံးနဲ့ပထမဆုံး American မျိုးသမီးသတင်းကြေညာသူတယောက်ဖြစ်လာခဲ့ဒါပေမဲ့သူ့ရဲ့အလုပ်မှာခွဲခြားဆက်ဆံခံရမှုကိုကြုံခဲ့ရပါတယ်နောက်တော့သူ့ကိုသတင်းဆက်သူအဖြစ်ကညာရုချတာတင်ခံရပါတယ်မနေ့ကတော့ရှိုးအစ်တဲ့တက်တော့ထိခံလိုက်ပါတယ်လူတွေရဲ့နှလုံးသားထီအောင်ပြောတတ်တဲ့ Oprah လူတွေနဲ့ပုံပြီးကပြောဖို့အခွင့်အရေးရခဲ့ပါတယ်သူမရဲ့အသိစိတ်ဟာရှစ်ရှက်ကိုလဲတော့ကနေအစစ်စစ်နေရာမြောက်ရှိခဲ့ပါတယ်သူမအဲ့ဒီ show ကိုဒီ Oprah Winfrey Show ကိုအမှုပေးပြီးတနိုင်ငံလုံးကိုထုတ်လွှင့်ခဲ့ပါတယ်ဒီပေါင်း25နှစ်လုံးဒီအစဉ်အဆက်အမေရိကန်ရုပ်သံလောကရဲ့လူကြီးအများဆုံး show တစ်ခုဖြစ်လာခဲ့ပါတယ်သူမထောက်ဝေးကုန်ဒီတစ်ခါသူမရဲ့ show ကိုရိုက်ပိုင်ဆိုင်ခဲ့ပါတယ်သူမအကြီးအကျယ်ဆန်းပါလာခဲ့ကိုမရုပ်သံလိုင်းမှာတည်ထောင်ခဲ့သူမဆန်းပါကြော်ဝလာတဲ့အချိန်မှာသူမမိလာတဲ့လူမျိုးတွေအတွက်ပေးကမ်းမှုတန်းခဲ့ Oprah သူ့ရဲ့အတိတ်ကသူလုပ်ခဲ့တဲ့သူတွေကိုခွင့်လွှတ်ခဲ့ပါသူကပြောတဲ့စကားတစ်ခုရှိခွင့်လွှတ်တဲ့သူကပညာလုပ်တာကိုလက်ခံဖို့ပေါ့ခွင့်လွှတ်တဲ့သူအတိတ်မှာပို့ကိုနှောက်ပိတ်မထားဘူးတစ်တော့ပံမှာရှင်သန်နိုင်ဖို့အတွက်ခွင့်လွှတ်လိုက်တာ Oprah Winfrey Leadership Can Be for Girls ကျောင်းကိုတောင်အာဖရိကမှာတည်ထောင်ခဲ့တယ်ဒီခုတည်နေတဲ့သူတွေရောအတိတ်ကကိုယ့်ပေါ်မကောင်းတဲ့သူတွေ Oprah လို့ခွင့်လွှတ်လိုက်ပါတကယ်လို့သင်ဟာအင်္ဂလိပ်စာတယောက်လေ့လာတဲ့ဆိုရင် Oprah ရဲ့ဗီဒီယိုဟောပြောတဲ့ပြီးသားထောက်ပြန်ပေးတဲ့ Oprah ရဲ့ဟောပြောတဲ့တွေကဘယ်ကအသက်ဆုံးလဲဆို comment မှာရေးခဲ့ပြီးပါနောက်ထပ်စိတ်ခေါ်အားဖြစ်တဲ့အကြောင်းအရာတွေကိုနားထောင်တဲ့ကျမတို့ channel ကို like and subscribe လုပ်ခဲ့ပြီးတောင်းဆိုချင်ပါတယ်နောက်ပြီးပြန်ပြမယ်